မဆိုင်ဘူးဆိုကျွန်တော်မင်းမယ်ဗျမောင်မောင်ထမင်းကျွေးတာဘယ်သူကန့်ကွက်တယ်ပြောဟောငါကန့်ကွက်တယ်ကွာငါကန့်ကွက်တယ် လီးပဲကွာမင်းကိုငါလုံးမှာကလီးပဲ Okay, let's go. မောင်မောင်ကျွေးတဲ့ငွေကလည်းကျွန်တော်ပုံပိုင်ငွေနဲ့ အဲ့မော်တယ်တော့ရှုပ်ကုန်တာ ကောင်းဆောင်နေကျွန်တော်အိမ်လာပြီးထမင်းစားတာအခုတည်တာကျွန်တော်အိမ်ကိုဘယ်သူပဲလာတဲ့လူကိုကျွန်တော်အဲ့ခံရတယ်ဒါမြန်မာပြည်သားတွေရဲ့အဲ့ဝစ်ပဲအကိုလည်းတည်ပါတယ်ဟုတ်တယ်နော်အဲ့တော့တော်လိုင်းဘက်ကလူလာများဖွဲ့ကိုကျွန်တော်ကငါ့အိမ်လာပါငါထမင်းကျွေးပြစေကျွန်တော်လိုက်ဘယ်သူမှမဖိတ်ဘူး မမတို့ဝိုင်းဆဲ မမကကျွန်တော် အဲ့ဒါကြီးอ่ะနော်ပြည်သူလူထုအမုန်းတရားတွေကဒီကောင်တွေပေါ်မှာအမုန်းတရားအပြည့်ပဲအဲ့ဒါကြောင့်မလို့နော် မှန်တယ်ကိုမုန်းတယ်ဆိုတာကကျွန်တော်တို့ကကိုမုန်းတယ် ပြည်သူလူထုဟုတ်တယ်ပြည်သူလူထုပတ်စံနဲ့ငါညီတော့ပြည်သူလူထုကိုညီထောက်ပံ့လိုက်တဲ့ပတ်စံတွေကိုငါညီတို့ကပြန်ပြီးတော့တစ်ဆင့်ပြန်ပြီးတော့ထောက်ဖို့လုပ်နေရတဲ့အဖွဲ့နော်ထောက်ဖို့လုပ်နေရတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သူတွေအငြင်းဆောင်းသွားမှငါညီတော့မလုပ်ရဘူး ပြည်သူအမြင်ဆောင်းမှဆိုလို့ကျွန်တော် line ပေါ်တင်ပေးတာကျွန်တော်ခိုးကြောင်ခိုးဝဲလောက်ရင်ပြည်သူကအမြင်ဆောင်းမှကျွန်တော်ခိုးကြောင်ခိုးဝဲလောက်တာမဟုတ်ဘူးရတယ်မောင်မောင်ကျွန်တော်ဒီတိုင်းခိုးကြောင်ခိုးဝဲထမင်းကျွေးလိုက်ရတယ်လေကျွန်တော်ဘက်ကမယိုးတိုင်းကျွန်တော် line ပေါ်တင်စရာမလိုဘူးတဘောပေါက်လားမသိဘူးမောင်မောင်ကျွေးတဲ့ငွေကလည်းကျွန်တော်ပုံပိုင်ငွေနဲ့ line ပေါ်တင်တော့ရှုပ်ကုန်တာဗော line ပေါ်တင်တော့ရှုပ်ကုန်တာဗော line ပေါ်တင်တော့ရှုပ်ကုန်တာဗော အဲ့ဒါနားမလဲတဲ့လူတွေဒန်းစားအတွက်ပဲရှုပ်တာအောက်မှာအကို comment တွေကိုဖတ်ကြည့်လိုက်ပါ ကိုဝိုင်းဆဲနေ အကိုအောက်မှာ comment တွေကိုဖတ်ကြည့်လိုက်ပါ အခု comment ကိုစိတ်ဝင်စားအောင်နေလေ အကိုစိတ်ဝင်စားမပြောနဲ့အကိုပြည်သူရဲ့စကားကိုပြောရင်အကိုအဲ့ရောက်က comment ကိုတက်ခံ no အဲ့ comment ကညီလေးအကိုပြတ်မယ်လူတစ်ယောက်ကငါညီရဲ့ reaction လုပ်တဲ့နော်ပုံစံနဲ့ငါညီတက်သွားတဲ့အတွက်ငါညီမှာအားပေးတဲ့ပြည်သူရှိသလိုအကိုကအဲ့လိုပြည်သူမှတ်တာမဟုတ်ဘူးအဲ့လိုထောက်ခံတဲ့လူတွေလည်းမှတ်တယ် အကိုအဲ့လူတွေမှာအုံနောက်ရှိတယ်ကိုအကိုမှာအတွေးခေါ် user ရှိတယ်လို့အဲ့ဒီမှာလူတွေမှာလည်းအုံနောက် ငါညီမားနေတယ်ငါညီမားနေတယ်အောက်က comment ကိုအကိုကအလုံးဝကြည့်စရာမလိုဘူး အဲ့ဆိုအကိုကပြည်သူဆိုတာဘယ်အတန်းစားတယ်ကျွန်တော်ပြောပြပါအကိုပြောနေတဲ့ပြည်သူဆိုတာဘယ်သူမျိုးပြော အတန်းပြည်သူမှာတန်းစားရှိလားပြည်သူမှာတန်းစားရှိလား မတိဘူးလေအကိုပဲဒါပြည်သူမဟုတ်ဘူးလို့ကိုပြောနေတယ်လေအဲ့ဆိုပြည်သူကဘယ်သူလဲ ဟုတ်ပြီပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်အကိုပြတ်မရှိလဲမြို့အားပေးတဲ့ပြည်သူရှိသလိုအကိုကံပြောခြင်းတဲ့ပြည်သူရှိမှာပဲအကိုပြောတာအကိုပြောနားလေလားအဲ့ဒါတွေတော့ပြောအာရုံထားကြမလို့ဘူးအဲ့ရကောင်းတွေကမင်းဘယ်သူကဘယ်သူတာဝန်ယူမှုတာဝန်ခံမှုနဲ့ဘယ်သူကကျွန်တော်ကညီသူညီဝါဖြစ်ပါလေဆိုပြီးပြောတာရှိတယ်ဒီတော်လိုင်းကာလမှာဒါတွေတော့ကြည့်လို့မရဘူးမင်းတို့အဲ့ဒါတွေမှတ်နေတာမင်းတို့က ဟုတ်အဲ့ဒါဆိုအကိုကပြောတာပြည်သူတွေကဘယ်လိုဖြစ်လဲဆိုအကိုပါဇက်ကပြည်သူဆိုတဲ့စကားကိုအရင်ပြောတာနော် အဲ့လေပြည်သူဆိုတာပြည်သူတွေကပြည်သူတွေကဒီအချိန်นี้တော်လိုင်းကာလဖြစ်တယ်မင်းအောက်က comment တွေကိုကြည်အောင်ဆိုတာကဘာလဲမင်းကဘာလဲအကိုအပြစ်ပြောနေတဲ့ပြည်သူကိုမင်းပြောချင်တာလား ဟာ မင်းပြောချင်တဲ့ပုံစံအဲ့ပုံစံလား အဲ့ဒါလူအများစုရဲ့သဘောဆန္ဒပဲလေအကိုဒီမိုကရေစီသဘောတရားမှာအောက်မှာရှိတဲ့လူအများစုရဲ့ဆန္ဒကိုကိုကြည့်ရမယ်လေ ဒီကိစ္စဒီမိုကရေစီနဲ့မဆိုင်ဘူးဒီအောက်က comment ရေးတာဒီမိုကရေစီနဲ့မဆိုင်ဘူး ကဲမဆိုင်ဘူးဆိုကျွန်တော်မင်းမယ်ဗျမောင်မောင်ထမင်းကျွေးတာဘယ်သူကန့်ကွက်တယ်ပြော ဟောငါကန့်ကွက်တယ်ကွာငါကန့်ကွက် လီးပဲကွာမင်းကိုငါလုံးမှာကလီးပဲ မင်းစပ်ပါလားဒီပဲပေါ့ ငါလုံးမှာဒါကြီးလီးပဲမင်းကို ငါလုံးမှာမင်းတော်လိုင်းရေးသမားဆိုရင်ငါပြပမရှင်းချင်းလေးရအောင် လီးပဲငါလုံးမှာဒါမင်းကို တော့မယ်ဆိုရင် PRF ကိုမင်းခိုင်းလိုက်တော့မှာ ကိုမေကိုလိုးလိုက်တိတာမဲလိုးကြီး PRF ကိုမင်းထောက် မဲလိုးစပါပဲတိတာမင်းကိုခိုင်းလိုက်တော့မှာပြောနေ အားလုံးမှာပါရဲ့ ငါလုံးမှာဒါကိုမေကိုလိုးကိုတမီးကိုလိုး ပါလား မင်းလိုးမင်းလိုးလိုက်မင်းတမီးလိုး ကိုလို့တာလားဘာလို့လို့ ငါလုံးမှာဒါ မင်းလိုးပါလားအိုမေကိုလိုးရမယ် ကြီးတာကွာအေးလို့ မေလိုးရမယ်သလား ငါတောင်းတောင်းကိုလူလိုပြောနေတာမရဘူးငါလုံးမှာလား အားလုံးမှာသာမေတ္တာကောင်းလဲမင်း မင်းမဲမင်းလိုးရကောင်မင်းမဲလိုးရကောင် မင်းတို့ပြည်သူကမင်းတို့ပြည်သူဖေးသုံးတော့မှာနော် မင်းမဲစောက်ပြည်သူလားငါလုံးမှာဒါအဲ့တော့ပြည်သူပြောတော့မင်းလည်းမခံဘူးမင်းပြည်သူဆိုတာဘာလဲမင်းလည်းစောက်ကလန့်ကောင်တယ် အားလုံးမှာသာမင်းတို့မဲ့အလုတ်က မင်းမရငါလို့မင်းသမီးငါလို့ ဟိုဒီကနေပြီးတော့ချမှတ်ပေးထားတဲ့ PRF ကိုမင်းလုပ်ရမှာမင်း PRF ကို highlight လုပ်ရမှာမင်းလုပ်စားမလုပ်လို့မရဘူးမင်း မင်းမဲစပတ် IUG စေအောင်ကြောပါမယ်ကိုမေကိုလို့ပါလို့ပြောနေ မေကူရစားပြန်ရမင်းပါရှိစေးချတပ်ပြန်စေးချပြန်ဟိုမေကိုလို့ ငါလုံးမှာစာမတ်ပြီမတက်ပဲ IUG စေအောင်ကြောကိုတွားမယ် ချပြန်အားလုံးမှာသားရဲ့ဟမ် ဒီဘောချပြရမှာ မင်းပါ မင်းဒီတော်လိုင်းရေးမှာမင်းဒီတော်လိုင်းရေးမှာငါလုံးမှာသားဒီတော်လိုင်းမှာ ငါလုံးမှာလာပြီးရှင်းနှန်းထုတ်ပေးနေတာမင်းမဲလို့တဲ့စေးမဟုတ်ဘူးအဲ့ဒါပြည်သူလူတဲ့ရှင်းနှန်း ဟိုမေကိုလို့ရဲ့ PRF ကိုမင်းခိုင်းလိုက်တော့ ငါလုံးဝလိုက်ရတယ်ပြရတယ် ဆောက်လူမင်းကလူလိုတဘောထားပြီးဒီနေ့ပြောနေတာ အားလုံးမှာခိုးတယ်တိုင်းမှာခိုးသားတယ်မင်းတို့တော့ကွက်ခိုးတယ်ဟဲ့ရဟမ် ကြီးတာကွာကြီးတာမင်းကြီးတာမင်းမင်း အဲ့တော့ဘယ်ဘွားမရောက်နေပြီလဲအားလုံးမှာလား လုံးဝလာလူရင်းကြလာမလို့နဲ့ ဟဲ့မင်းတက်ရှိပြင်လာချိန်လိုက်ဟဲ့
မင်းတို့လိုလို့ရတယ်ကိုမေကိုလိုရဲ့ ငါလုံးမလားလီးလုံးပုံပုံနဲ့ အားလာစရာမလို ဝင်လို့လိုင်းဝင်ဆက်ပုံစံတော့ မင်းတော်နိုင်အတွက်မင်းဘာလုပ်လဲပြော အားလာစရာ ဒီတော်နိုင်အတွက်မင်းဘာလုပ်လဲ လိုရမယ်သလား စပတ် PRL တလောက်ကိုတင်တော်လာတယ်ပြီးတော့စောက်ရလာမဝင်နဲ့ ပြည်သူလူထုကမင်းတို့ဖေလို့ကျင်နေတာပြည်သူလူထုက ငါလုံးမ မင်း လား တို့ရက်ကြောင့်မင်းတို့လုံးရက်ကြောင့်ဖေလို့ကျင်နေတာပြည်သူလူထုက မင်းတို့ကအောက်မှာကြည့်ကွန်မန်းတွေကိုငါလုံးမလားမင်းမဲ့လီနေတာ အဘေအပြည်သူမှန်တယ် အဲ့ဒီအောက်ကပြည်သူမဟုတ်တော့မင်းပဲ ဘောက်ကဝေးရတော့ပြည်သူရှိတယ်လို့ငါဘက်ကနေပြီးတော့ရက်နေတဲ့ပြည်သူရှိတယ် စောက်ရေးကွာ သွားပြီးတော့မကြည့်လို့မရဘူးကိုမေကိုလိုရဲ့ မှန်လားဟုတ်တယ် ဒီလိုအဲ့ကွန်မန့်တွေကိုကြောက်သွားပြီးအာယုံထားလို့မရဘူး အဲ့ဒီမဲ့စောက်တဲ့ပြည်သူစကားပြောမင်းအားဆို ဟာလုံးမလားရဲ့ စောက်ယူလို့စောက်ပေါ်လို့ကိုစကားကိုဘယ်ရောက်ကြောက်မှမသိတဲ့ကောင် ဟဲ့ရ ဒီလိုမင်းချမ်းသာတယ်ငါဒီဝေရောင်းစား စောက်ယူလို့စောက်ဘောလို့မင်းတို့လိုက်ပေါ်တိုင်းပြီးတော့ စောက်ယူမင်းစောက်ပေါ် ရီယေရှင်လို့ဟိုဘက်ကကောင်ဟဲ့ဟိုဘက်ကကောင်ချင်းချင်းလေးဟဲ့ဟိုဘက်ကကောင်စောက်ပြ ဒီလိုကစောက်ခွက်ပြလီးနေတာစပတ် မင်းစောက်ခွက်ဝင်ပြဟိုမေကိုလို့ဘေးကနေမစဲနဲ့မင်းတို့ဘာကောင် ဒီ လေး ကစောက်ခွက်ပြစဲဒီပဲနမေ စောက်ခွက်ပြလီးတဲ့ထိုးမှာပေါ့ငါလုံးပါလားရဲ့ လီးပဲမင်းကလီးနဲ့ထိုးလိုက်မယ်နမေစပတ်ဒီလိုကောင်းတော့စောက်ရောဘာစောက်စင်မှမရှိဘူး ဘာမှမလိုက်ပေါ်တက်ရီယေရှင် စောက်စင်ကလူရင်းကျစောက်စင်မရှိတယ်ထိုးမှာလား ဒီလိုမစော်ကားနဲ့မင်းတို့ လိုမလီးပြီးတော့မင်းကစောက်စင်က မဟုတ်ပြည်သူဆိုပြည်သူကဘယ်ဟာလဲ ပြည်သူလူထုကိုစော်ကားနဲ့မင်းတို့ မင်းစပေါထွက်တာပြည်လူမဟုတ်မအေးလို့မင်းတို့ဆွဲတော့ဆွဲတော့သား ငါလုံးမလား မင်းတို့လုံးဝမှာတော်လိုင်းရေးမှာလုံးချင်တယ်ဆိုရ PRF ကိုမင်းတို့တောက်ချောင်း highlight လုပ်ရမှာ PRF ကိုကြော်ညာပေးရမှာ PRF ကိုကြော်ညာပြီး PRF ခတ်ဖို့တက်တော့မင်းတို့မှန်မှာခေါ်ရမှာ စပေါပိတ်တာ မင်းတို့ပိတ်တာမဟုတ်ဒီဆောက် PSC လို့ပြပါလို့ မဟုတ်ဒီဆောက်ယူက PRF လောက်လည်းတူတိတာ UNG စစ်ရုံးချုပ်သွားမယ် UNG စစ်ရုံးချုပ်ကိုသွားမယ် ဒီလို PRF လောက်လာမပြောနဲ့ ငါလုံးမဝခေါင်းမဝင်လာ ဒီလား UNG စစ်ရုံးချုပ်ကိုသွားမယ်မင်း PRF လောက်လာမပြောနဲ့ငါဘာလုပ်နေဆိုသွားမယ်မင်း PRF စစ်တော့တက်မ မ လား ကြားလားမကြားလား လီးကြရဘာပြောလဲမင်းစ မ ပတ် ကြားလားရမကြားလား မင်းယူနေတာမတောက်ယူလားဟမ် ငါလုံးပါ ဝေကောင်းစားစောက်ချက်တည်တော့ကော ဟဲ့မကြားလားငါပြောကြားလားငါပြောကြားလားဟိုမေကိုလိုးတွေလိုက်ပေါ်တက်ပြီးတော့ငါလုံးမ reaction နဲ့လုံးလုံးနဲ့ငါလီမင်းတို့ကိုမင်းတို့တော်လိုင်းသမားလို့ထင်တာမင်းတို့ဟဲ့ မင်းကဘယ်နေရာလောက်လဲလို့မေးကြည့်ပါဦးတစ်ချက်မင်းတော်လိုက်တော့ ဟဲ့မင်း PRF လောက်ကိုလာမပြောနဲ့တိလား UNG စစ်ရုံးချုပ်ကိုတွားမေးငါဘာလုပ်နေလဲဆိုတာအဲ့လောက်ပဲမင်းကငါပြောမယ် PRF လောက်လေလီတလောက်ကို PRF မန်ပါလေးဝင်ပြီး PRF လောက်ထည့်ပြီးတော့ကိုကို PRF လာမလုပ်နဲ့စောက်ပေါ်မင်းကတန်ပိတ်ထားတယ်ငါလုံးကိုမေကိုလုံးအမအော်နေတယောက်တည်းတိလားစောက်ပေါ်ကြီးဟမ်မေလိုကြီး အေးလို့မေးတော့လဲစောက်ခုမှပြမဖြေနိုင်အောင်ဒီ အဲ့တော့ဘာကြောင့်မိုက် ပိတ်ရတော့မင်းတို့ပြောမရဟာယူဟမ်စောက်ပေါ် PRF လောက်ထည့်ပြီးတော့ငါလီစောက်ကြီးစောက်ကျင်လာပြောနေ တို့မင်း ဘာမှ တို့ တော်လိုင်းမှာထဲထဲဝင်တိတယ်မဟုတ်ပဲနဲ့ မင်းတို့ PRF ထောက်ဖို့တက်တော့မင်းတို့ခေါ်ရမှာမင်းတို့နားလေလား ဒီစောက်ယူကွာ ဒီစောက်ယူကြီးပဲဒီစောက်ယူကဘယ်နိုင်ငံမှာနေတမ်းပြီစောက်ပိုးကြီးကွာငါလီဒီကောင်တိတ်ကြဘယ်နိုင်ငံမှာနေရ ဘာကြောင့်မိုက်ပိတ်တာလဲဘာကြောင့်မိုက်ပိတ်တာလဲရဘာကြောင့်မိုက်ပိတ် စားတာကြီးစားတာငါလုံး ဟုတ်လားဒီကောင်ဘယ်နိုင်ငံမှာနေတာလဲမသိ ဘယ်ဘာကြောင့်မိုက်ပိတ်တာဘယ်ဘာကြောင့်မိုက်ပိတ်တာလဲ ဒီကောင်မင်းလူလိုပြောလို့ရတာကိုမေကိုလိုးရဲ့မင်းလူလိုပြောနေဆိုတော့ငါမင်းကိုမိုက်ဖွင့်ပေးထားအောင်မိုက်ဖွင့်ပေးရင်လူလိုပြောမေလို ဟမ် မေလိုတောင်မေ မင်း လို PRF ဆိုသိလား တောင်မေ မင်း လို တရားတရား တောင်မေလိုတောင်မေလိုနားထောင်မေလို မေလို fuck you မေလို ငါလုံးမလားဒီလာလုံနေတယ်လီဒီကောင်ပြားမန်ပါဝင်ထားနေမှာပုံစံကြည့်ရတာအဲ့လောက်ပဲဒီကောင်စောက်စင်းရ PRF ဒီလား စောက်ယူလို့စောက်ပေါ်လို့ငါလီကွာတကယ်ပဲ လို့ချက်တာ PRF သိလားဟဲ့ဟမ်သိလားဘယ်ထောက်ဖို့လို့ဒီဘာကြောင့်ခေါ်တာဘယ်ဘာကြောင့်ကိုယ်တော့ဟုတ်ပါလေဟဲ့အချလာကြောက်ချမချဘူးမင်းမချဘူးမင်းကစောက်ချက်ခွဲပါမလေးမင်းကမချဘူး မင်းကအိုက်လန်ကြောင့်ဆွဲခေါ်သွားမယ် မင်းကမချဘယ်လမ်းကြောင်းလဲငါလုံးမာတော့ PRF လို့ဒီနေ့ဒီမဲ့စပတ်တော်တဲ့ဦးစီးနေတဲ့ကောင်ကိုမေကိုလိုးရဲ့ အေးမေလိုးတော်တယ်ဟုတ်လားဘာလဲရခေါက်တဲ့ရမမကြောက်လားမမကြောက်တော့ပို့တာတော်တယ်ဟဲ့ငါလိုးမှာပါ ကိုမေကိုလိုးငါလုံးမာတော့ မမကြောက်တော့ နဲ့လောက်ပြီးတော့ ကိုမေကိုလိုး မင်းမေကငါလိုးလား ဟာလေမမကြောက်တော့ပို့တာ ငါလုံးမာ ကြောက်တော့ပို့တာ မေလိုး မမလို့တာတော်တယ်လို့ဟဲ့ဟဲ့
ဖေသွားခံကိုမေကိုလို့ဟဲ့တော်လည်းဖေသွားခံတာလားဘာလို့မှလဲဟဲ့ ကိုကောပြန်မ တော်လည်းဖေသွားခံတာလားကိုမေကိုလို့ခေါင်းဆွဲဟဲ့ မေလို့အဲ့နိုင်ငံရေးဓမ္မလားနိုင်ငံရေးဓမ္မအဲ့ဟာမင်းသမီးမင်းလို့လားမင်းသမီးကိုမင်းလို့နေလိုက်မှာမင်းသမီးကိုမင်းလို့နေလိုက်မေလို့ ဖေအဲ့ဆောက်စမေးရမယ် မင်းလို့နေလိုက်မေလို့ငါပြောတာကြားလား တော်လည်းငါလို့မှခေါင်းဆွဲကြောက် မေလို့မင်းသမီးမင်းလို့နေလိုက် ငါလို့မှသားလေးရ တော့စာရေးနေတာ ကိုလေတကိုးလေမင်းတို့ဂရုနဲ့မင်းတို့ခိုင်းလိုက်ခိုးတာမင်းတို့ဟဲ့ငါလို့မှသားလေး မင်းလို့လည်းမြိုင်း မင်းတို့ဂရုပွဲပြီးခိုးတာဟာဟဲ့စောက်တခိုး ကြီးလာငါတို့လိုက်လေကွာနေမစ ငါလို့မရငါခိုးခဲ့ရင်မင်းငါ့ကိုကြိုက်တယ်လို့ကြည့်ဒီခိုးခဲ့မင်းဘဝဆက်တိုင်းမင်းသမီးမင်းမင်းပြန်လို့မှာမင်းလက်က ငါတခုပဲမေးမယ်ငါတခုပဲမေးမယ် မေးတာဖေမင်းလက်က မင်းနေလိုက်မင်းနေလိုက်ငါမေးမယ် မေးတာမင်းဖြေလိုက် ငါတော့မယ်ကွာငါတော့ မေကိုလိုချင်မင်းလက်ခံလားအေး ငါတော့မှသာမင်းခိုးတာဟဲ့မင်းတော်လိုက် လိုပါတော့မင်းသမီးတို့ကလိုတာ မင်းမလို့နေမင်းပြန်လို့မလားဟဲ့ငါထောက်ပြလို့မင်းတော်လိုက်ပတ်စံတကြတပြမင်းစားရတယ်ဆိုရင်မင်းပြန်လို့မလားဟဲ့ အေးမစားတိုင်းမင်းပြန်လို့မလားပြော မင်းစားမင်းပြန်လို့မလားကိုမေကိုလို့ မစားတိုင်းမင်းပြန်လို့မလားလို့ ဘာတော့မယ်ငါတော့မယ်ညမင်းချပြလိုက်ကိုမေ ဒု ကို တိယ လို့ ကလာရှင်းတယ်မင်းသွားကြည့်ချက်တယ်လာတိုင်းရှင်းတယ်ဆိုပြီးငါလိုမှဒါရဲ့သဦးချင်းနာမည်နဲ့ မင်းလို့ပါလားမင်းတူးချင်းနာမည်မင်းဘာအောင်မို့ထုတ်ပြရမင်းဘာအောင်မို့မင်းတော်လိုက်ပါ မင်းရှင်းတယ်ချက်ပြဆို မင်းဘာကောင်မို့လို့မင်းထုတ်ပြရမင်းလက်မနဲ့မင်းဘာကောင်လဲ ကြီးလေကွာစပါ မင်းစ ဆောက်ယူွာဒီကောင်က ဘာလို့မှလာမင်းတို့တော့မှာဟဲ့တော်လိုက်ထောက်ဖို့တက်တာတော့မှာတော်လိုက်ထောက်ဖို့တက်တာကိုမင်းတို့ highlight လုပ်ရမှာမင်းတို့များပြောပြရမှာဟဲ့ လုံးမဘူး အားလုံးပါသားတွေ ငါလည်းဆဲတယ် မင်းထိုးပေးတဲ့လက်မနဲ့မင်းကတ်တယ်မင်းပါလီးလို့ပေါ့လားမင်းပေးတဲ့ကတ်ကလီးလို့ရမှာလားဟဲ့ဘာလို့ရမှာလီး ဒီ လို့ မဲ့စပ်ဖို့ကလောလို့ရအိတ်ကက ဘာလို့ပါလား ကြည့်လားဟဲ့လီလို့မောတော့မောဒီကွာဒီကောင်က ဒီတော့ရဲ့တော့အမေတော့တော့ လေမပူတော့ပြီးမျိုးထိုင်ဆဲအောင်ပါကိုမေ မင်းသမီးဟိုမှာ ဟဲ့ဆရာကျုံတဲ့မှာမင်းတို့ကောင်မျိုးတွေကိုငါတို့လိုက်ပြီးတော့ပြင်းနေတာကိုမေတို့ရဲ့ ဒီကောင်ကတော့ ရုံးမရုံးထောင်ကြောင်မိနေစပါ အေးရုံထောင်ကြောင်မိနေတယ်ငါလို့မင်းဆောက်ပေါ်ပေါ်တက်လာ တော့ကြောင်မိမလို့အဲ့ကြောင်ဖေးသုံးတော့ အာနော်ဘာကြောင်လဲမင်းကြောင်ဖွင့်တာကြောင်ငါလို့ပါက တို့ရဲ့ ဒီပဲရ ရုံတော့ကြောင်မိမလို့နဲ့ အေးမင်းငနေဖိကန်ထားလားမင်းကြော်လက်ကြီးအောင်မလားမင်းငနေလိုးတာအောင်မလားမင်း ကြောင်မိမလို့နဲ့အဲ့ကြောင်ကဖေးလို့တာအားလုံးမှသားရဲ့စောက်ကြီးကိုမဆိုင်တာတော်လာရင်မှမင်းတို့မှန်ကန်ကန် ဟု လို့ တ်ကပါမှာလဲကွာ အားလုံးမှသားမှန်ကန်ကန်လို့မင်းတို့တော့ရမယ့်အလုပ်က PRF ဆိုတဲ့ထောက်ဖို့တက်သားကိုမင်းတို့ ဒီလာကွာဒီ PR အကြောင်းမပြောနဲ့မင်းစပါရဲ့ငါတို့မရဲ့ တော်လာရင်မှမင်းတို့ပြော PRF ကိုမင်းတို့ပြောဟဲ့မင်းတို့ပြော PRF ကိုပြောပါသေးတယ် မင်းထဲနိုင် PR မှာမင်းဒေါ်လာ30